ဒါပေမဲ့အသင်းဟာအားလျှော့မသွားပဲအင်ဒိုနီးရှားနိုင်ငံမှာပဲဆက်လက်စခန်းသွင်းပြီးအာရှဖလားအရှင်အဟုန်မြင့်လီကျင့်နေပါတယ်အသင်းသားတွေဟာဧပြီ25ရက်နေ့မှာမြန်ကွန်ကိုပြန်လည်ရုပ်ရှိမှာဖြစ်ပြီးနောက်ဆုံးလူစည်းရင်းကိုအတီးပြုတ်ကဆော်ဒီအာရေဗျနိုင်ငံစီထွက်ခွာတော့မှာဖြစ်ပါတယ်မင်္ဂလာပါစပို့ဆန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဆီယံပြန်ပွဲကအရှုံးတွေကိုသင်ခန်းစာယူပြီးအာရှစင်မြင့်ချမှာတခုခုလှုပ်ပြဖို့ပြင်ဆင်နေတဲ့မြန်မာယူဆက်ခွင့်ပြည်ရိုးသားတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါဆော်ဒီအာရေဗျမြေမှာအာရှကြားပေါက်တွေအောင်မြင်မှုရယူနိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာပါခင်ဗျမြန်မာယူဆက်ခွင့်အမျိုးသားအသင်းဟာအင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့တဲ့2026အာဆီယံယူဆက်ခွန်ချန်ပီယံရှစ်ပြိုင်ပွဲမှာအုပ်စုအဆင့်ကနေစောစောစီစီနှုတ်ဆက်ခဲ့ရတာကြောင့်ပရိသတ်တွေစိတ်ပြက်ခဲ့ရတာအမှန်ပါပဲဒါပေမဲ့အသင်းဟာအားလျှော့မသွားပဲအင်ဒိုနီးရှားနိုင်ငံမှာပဲဆက်လက်စခန်းသွင်းပြီးအာရှဖလားအရှင်အဟုန်မြင့်လီကျင့်နေပါတယ်အသင်းသားတွေဟာဧပြီ25ရက်နေ့မှာမြန်ကွန်ကိုပြန်လည်ရုပ်ရှိမှာဖြစ်ပြီးနောက်ဆုံးလူစည်းရင်းကိုအတီးပြုတ်ကဆော်ဒီအာရေဗျနိုင်ငံစီထွက်ခွာတော့မှာဖြစ်ပါတယ်လာမယ့်မေလ9ရက်ကနေ23ရက်နေ့အထိကျင်းပမယ်2026အာရှယူဆက်ခွန်ဖလားပြိုင်ပွဲမှာမြန်မာအသင်းဟာအုပ်စုကမှာအင်ရှင်ဆော်ဒီအာရေဗျတာဂျီကစ္စတန်ထိုင်းအသင်းတို့နဲ့တအုပ်စုထဲကြာရောက်နေပါတယ်အာဆီယံပြိုင်ပွဲတုန်းကထိုင်းအသင်းကိုအနိုင်ရခဲ့ပေမဲ့အခုအာရှဖလားမှာတော့ထိုင်းအသင်းဟာဂျာမန်နီးပြနဲ့အတူလူစီရင်အပြောင်းလဲတွေပြုလုပ်ပြီးပိုမိုတောင်းတင်းလာနိုင်တဲ့ကြောင့်မြန်မာအသင်းတို့ပေါ့ဆလို့မရတဲ့အခြေအနေမှာရှိနေပါတယ်မြန်မာယူဆက်ခွန်အသင်းရဲ့အာရှဖလားအုပ်စုပွဲစဉ်တွေကိုကြည့်ရရင်မေလ9ရက်နေ့မှာအင်ရှင်ဆော်ဒီအာရေဗျနဲ့အဖွင့်ပွဲအဖြစ်စတင်ရင်ဆိုင်ရပါမယ်မေလ9ရက်နေ့မှာတော့တာဂျီကစ္စတန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးမေလ12ရက်နေ့မှာတော့အာဆီယံပြိုင်ပွဲထိုင်းအသင်းနဲ့အုပ်စုနောက်ဆုံးပွဲကိုကစားသွားရမှာဖြစ်ပါတယ်အာဆီယံပြိုင်ပွဲတုန်းကဖိလစ်ပိုင်ကိုရှုံးလာအိုကိုတရေကျဟိတဲ့အမှားမျိုးတွေကိုအာရှဖလားမှာထပ်မထီအောင်ပြင်ဆင်နိုင်ဖို့လိုအပ်ပါတယ်ပရိသတ်တို့ရဲ့အားမလို့အားရထင်နေမှုတွေကိုအောင်ပွဲတွေနဲ့ပြန်လဲတစ်သိပြနိုင်မလားဆိုတာ Sports and နဲ့အတူမြန်မာအသင်းကိုအားပေးလိုက်ကြရအောင်ဗျအခုလိုစိတ်ဝင်စားစရာအားကစားသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ page လေးကို like and share လုပ်သွားဖို့မမေ့ပါနဲ့ဘူးနော်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ